မင်္ဂလာပါနော်မိုးခုပြောပြမယ်ဂျွန်စီယာကောင်းတဲ့လူရန်စားတက်ချက်အကြောင်းပြောပြမယ်အဲ့လူတွေကဘာတူပြီလဲသိလားကိုယ့်ရဲ့အပေါင်းအသင်းမှားနေမှန်းသိရတာနဲ့အဲ့ဒီအမှားကိုအားပေးအားမြောက်လုပ်တဲ့သူတွေကဂျွန်စီယာအကောင်းဆုံးတူပဲဥပမာယောက်ျားတွေဆိုအပြစ်မှာမိန်းမတယောက်ယောက်နဲ့နေနေရင်အိမ်ကမိန်းမဖုံးဆက်လာတဲ့အခါအပေါင်းအသင်းကကူညာပေးတယ်ဟုတ်တယ်ငါတို့တွေအလုပ်ထဲမှာငါတို့တွေအစည်းအဝေးလုပ်နေငါတို့တွေလက်ဖေးဆိုင်မှာငါတို့တွေအတူတူဘီယာတောက်နေတယ်ကူလိန်ပေးနေတယ်ဟောသူတို့ကလည်းပါတယ်မိန်းမတွေနဲ့အဲ့လိုပဲအိမ်ကအမျိုးသမီးတွေဖုံးဆက်ရင်အချင်းချင်းပတ်ပြီးတော့ညာပြီးတော့ကာကွယ်ပေးကြတယ်အဲ့လိုလူစားတွေကအရင်မုန်းမကောင်းရှင်ဖို့လည်းကောင်းတယ်ဘာကြောင့်လဲဆိုတော့လေငါမှားတယ်လို့မင်းလဲမှားငါဘဝတုံးစားမရတယ်လို့မင်းလဲတုံးစားမရဒီလိုမျိုးစိတ်သက်ရှိတဲ့သူတွေကတော့ဒီလိုအချင်းချင်းကိုအဲ့လိုလှော်ပေးကြတယ်နော်တကယ်ယူမှုကောင်းတယ်ဟဲ့အောင်ကြီးမင်းမိန်းမသိရင်မကောင်းပါဘူးကွာမင်းယောက်ျားဖြစ်ပြီးမင်းအိမ်အောင်တယ်ပဲခလေးလက်ရှိညာပဲဒီလိုတော့မလုပ်သင့်ပါဘူးလို့သွားပြောကြည့်လိုက်အဲ့ဒီကောင်နောက်သူစကားတော့ပြောမှာမဟုတ်ဘူးဘာလို့လဲ तू က तू ပြောရကိုတားစီးတဲ့သူအဖြစ် तू အပေါင်းနဲ့မလုပ်တော့ဒါကြောင့်ပလင်းတူဘူးဆိုတွေပဲပေါင်းရတယ်လို့ပြောတာအမျိုးသမီးတွေလည်းထုံပြီး၎င်းပဲအိမ်အောင်တယ်ယောက်ျားရင်လည်းပတ်တယ်မကောင်းတာလိုက်အဲ့ဒီကောင်မကောင်းအိမ်အောင်တယ်အိမ်အောင်ရှိတယ်နင်မပတ်သက်နဲ့နင်မှလည်းအိမ်အောင်ရှိတယ်ကလေးရှိရမပတ်သက်နဲ့လို့ပြောရင်အဲ့ဒီအမျိုးသမီးကိုသူတို့ဆက်မပေါင်းတော့ဘူးအဲ့ဒီသူတို့တားတဲ့အပေါင်းအသင်းကိုသူတို့မပေါင်းတော့သူတို့ကိုအတူတူဟေးလာဝါလာလှုပ်ပြီးပေါင်းပြီးစားတယ်တူစင်မဲ့ပေါင်းကြတယ်ဒါကြောင့်မို့လို့တူရပဲစုသွားကြတာတူရတွေကပဲတွေ့ပြီးတော့တူရတွေအပေါင်းအသင်းဖြစ်လာတာလေနော်ဒါကြောင့်ဖောက်ပြန်တာတယောက်တည်းကြောင့်မဟုတ်လက်ခုပ်ကနှစ်ဖက်တီးလို့မြည်တာ